Ok, alo bé, mình là bao nhiêu ví dụ cho bà gì không nhá, nó cũng xây nắp ba lan chăn như cho bà gì luôn, chúng ta mình ta Panama cũng ta bà đấy, cho nó đi mà đã cho nó quay đi, câu lâu theo luôn bị đọa bị này cho nó thay mà, quá đi là tạt tháp bị bỏ nó đã cho nó, như cô đôi tập bỏ nó thay lại vậy mà thay gì đó cho nó đúng á, thì state quay này, lụt này, policy cho nó đi, vài chỗ mà thay thay đấy cho nó đi plastic bỏ nó phụ khang plasticเลยอันนี้เลยတော့ကာကွယ်ပေးနိုင်တယ်ပေါ့နော်တကယ်လို့ဒီဝါမထက်ထားဘူးနည်းနည်းလေးပေါ်သွားတာ ਨੇ ကျွန်တော်တို့plastic ပျော်ပြီးတော့ဝါယာကျိုးတွေထိခိုက်သွားနိုင်တယ်ပေါ့နော်တင်းလာလို့စီဒီမှာကျတော့ဝါထက်ထားတဲ့ခါကျတော့ကျွန်တော်တို့ကဒီဝါကိုပဲအရင်လောင်မယ်ပေါ့နော်လောင်ရင်လဲပေါ့နော်တကယ်လို့တအားပေါ်ရင်တော့တာအေ body ဒါကိုးလေးမှာပေါ့နော်ပူပြီးတော့ကျွန်တော်တို့plastic တွေပျော်လဲပျော်သွားမယ်ပေါ့နော်ဒါပေမဲ့ဒီကျွန်တော်ကတော့အနည်းဆုံး85ရာခိုင်နှုန်းလောက်ကောက်ွယ်တယ်လို့ကျွန်တော်ကတော့ယူဆထားပါတယ်ပြီးသွားရင်ဒီဘေးမှာကျွန်တော်တို့ကဒါဟိုဘေးကကျွန်တော်တို့ကာဗနာကိုကျိုးထုတ်ပေးမယ်အနေထားပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကဒီကျိုးကိုကျွန်တော်တို့ဘယ်ဘက်ချမ်းညာဘက်ချမ်းမှာထားလို့ရပါတယ်သူကအပေါက်နှစ်ခုပါနေတာကိုတွေ့ရတယ်ပြီးလို့ရှိရင်ကာဗနာကတော့အပေါ်မှာနေတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒီဘက်မှာထားလဲရတယ်ဒီကျိုးကိုတစ်ခါတည်းထုတ်လဲရတယ်ကျိုးအပြော့နဲ့ထုတ်လဲရတယ်ဒါပေမဲ့ကျွန်တော်ကတော့ဒီကျိုးနဲ့တစ်ခါတည်းထုတ်လိုက်မယ်ဒီမှာကျိုးအဆင့်တော့ပြီပေါ့နော်ဝါယာနဲ့တစ်ခါတည်းထုတ်မယ်ဒါကတော့ဝါယာနဲ့တစ်ခါတည်းထုတ်ရင်တော့ကျွန်တော်တို့ကသူ့ရဲ့ဆိုးကျိုးကကြတော့ဒီကလစ်ဖမ်းလို့ဆိုကြလေးကျိုးတန်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်မှဒီကောင်ကိုမကျိုးအောင်ကွာကွယ်တဲ့အနေနဲ့ကျွန်တော်တို့ကလစ်ညှက်တဲ့ခါမှာကျွန်တော်တို့ကဒီအပူခံပိုက်လေးပါတစ်ခါတည်းရောပြီးတော့ညှက်ပို့လို့တယ်ပြီးအဖျားမှာကျွန်တော်တို့ခဲဆော့မှာဒါဆိုတောက်ခါမှုတိတ်မဖြစ်တော့ဘူးပေါ့နော်အကောင်းဆုံးကကြတော့ကျွန်တော်တို့ဒီဝါယာကျိုးနဲ့ပဲကျိုးအပြော့နဲ့ခဲဆော်ပြီးထုတ်တာလဲကောင်းပါတယ်နော်ဆိုတော့ကျွန်တော်ကတော့ဒါကိုဒီတိုင်းလေးတစ်ခါလောက်ထုတ်စမ်းကြည့်မယ်ပေါ့နော်တစ်ခါမှတော့ကျွန်တော်တို့ဒီလိုမျိုးကျိုးအမာနဲ့ဒီဝါယာကျိုးနဲ့ပဲမထုတ်ဘူးပေါ့နော်ဒီကတော့စမ်းကြည့်မယ်ရေစီဘယ်လောက်ခံလဲမခံလဲဒါပေါ့နော် customer ကကြတော့ကျွန်တော်တို့နဲ့ရင်းနှီးတဲ့လူဆိုတော့ဒီပြင်းလဲကျွန်တော်တို့ရှိမှာပဲလာပြီးတော့ပြန်ပြီးတော့လက်ပြင်းမယ်ပေါ့နော်အကယ်၍ကျွန်တော်တို့ဒီနှစ်ပင်မှာတစ်ပင်လောက်ကျိုးသွားရင်တော့ဒါမော်တာမလောက်မလဲဘူးပေါ့နော်မလောက်ဘူးရတော့မဟုတ်ဘူးမလဲဘူးဒါဆိုရင်ကျွန်တော်တို့ဖြစ်ပြများမှာကျတော့ကော်နယ်ဆာတွေပေါက်မယ်နောက်မဟုတ်ရင်စတက်ကွိုင်လောင်းမယ်အဲ့လိုမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ဒါကတော့ဆိုးကျိုးလေးပေါ့ဒီကျိုးအမာနဲ့ထုတ်ရတော့ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့တစ်ခါလောက်စမ်းကြည့်မယ်ပေါ့နော်တချို့3 phase motor တွေမှာလည်းကျွန်တော်တို့ကဒီတိုင်းလေးလာတာကိုတွေ့ဖူးတယ်ပေါ့နော်ဒါကြောင့်မလို့စာပြီးလုပ်ကြည့်မယ်ခုဒါဆိုရင်ကျွန်တော်တို့ဂျားမှာ start coin နဲ့ running coin နဲ့ဂျားမှာကျွန်တော်တို့ကဟိုဟာဂျားခံစက်ကူအစိမ်းအောင်လေးကျွန်တော်တို့ထည့်ရမယ်ပေါ့နော်ဒီမှာကော်လေးခံပြီးတော့တူနဲ့ထူတာပါနော်ကျွန်တော်တို့ coin ထူတဲ့တူတော့မဟုတ်ဘူးပေါ့ဗျာ coin ထူတဲ့တူကကျတော့ဒါလေးပေါ့ဒီ coin လေးတွေကိုကျွန်တော်တို့ကအနှဲငယ်လေးကတ်လိုက်မယ်နော်ကြည့်ကောင်းအောင်ကျွန်တော်တို့လိုက်ညှိမယ်ပေါ့နော်ခဏလေးတီးခံပေးပါနော်တောက်ခါမှုလေးတွေတီးခံပေးပါကျွန်တော်ဒီမှာကွိုင်းရဲ့အနေထားလေးကိုကျွန်တော်တို့ကရကျင်လို့ပါနော်ကျွန်တော်တော့ပြောနေကြအတိုင်းပဲကွိုင်းပန်းတာတော့မလာဘူးပေါ့ဗျာဒီမှာကျွန်တော်တို့ကွိုင်းကိုနည်းနည်းလေးကြည့်ကောင်းအတတ်နိုင်ဆုံးကြည့်ကောင်းအောင်တော့ကျွန်တော်တို့ချိုးကြည့်မယ်ပေါ့နော်ဒီမှာလည်းပဲကျွန်တော်ဒါလေးကိုဒါလေးကိုဒီဘက်ပေါက်ကထုတ်လိုက်ရတယ်ဟိုဘက်ပေါက်ကထုတ်လိုက်ရတယ်ပေါ့နော်ဖုံးရဲ့အနောက်မှာကျတော့သူကဘယ်ဘက်ညာဘက်မှာအပေါက်နှစ်ပေါက်ပါတယ်ကျွန်တော်ဒီလိုလေးလာလိုက်လို့လည်းရတယ်ဒီလေးပတ်ပြီးတော့ဒီလိုလေးထွင်မယ်ဆိုလည်းရတယ်ဒါပေမဲ့ကျွန်တော်ဒီကနေထွင်မယ်ဒီကောင်ကျွန်တော်တို့အစိကိုထုတ်လိုက်မယ်ပေါ့နော်ကျွန်တော်တို့အနောက်ကိုပြန်သွားမယ်ဒီမှာကျွန်တော်တို့ကဂျားခံစက်ကူလေးတွေထည့်မယ်ပေါ့နော်ထည့်တဲ့အခါမှာကျွန်တော်ကတော့ဒီတကွိုင်းစာကိုပဲကျွန်တော်တို့အဲ့လိုလောက်တာများတယ်တကယ်တစ်ဖက်လည်းလုံးကျွန်တော်ခံလို့ရှိရင်ဒီကနေဟိုဘက်ကထားဟိုဘက်ကနေဒီဘက်ကထားဖြစ်တန်လို့ကျွန်တော်ကကွိုင်းတစ်ခုအစိစာမျက်နှာတစ်ခုမှာပဲကျွန်တော်တို့ကခံကြည့်မယ်ပေါ့နော်ဒီမှာကျွန်တော်တို့ဒီနေရာလေးကိုယူလိုက်တယ်ပြီးရင်အနေထားလေးပေါ့ဗျာဒါကြတော့
ညီကိုလိုပြုလုပ်တဲ့အခါမှာကိုယ့်ရဲ့လူအပ်တလောက်လေးကိုဖြတ်ပေါ့နော်ကျွန်တော်လည်းဒီမှာလူအပ်မဲ့ထင်တဲ့အရွယ်စားလေးလောက်တော့ဖြတ်လိုက်တယ်ပေါ့ဗျာစနစ်တော့တိတ်မကြပါဘူးခင်ဗျာနော်ဒီစနစ်ကတော့လိုပါတယ်ကျွန်တော်လည်းတိတ်မကြွမ်းကျင်ပါဘူးခင်ဗျာနော်မူဂျိုအရှက်ပဲရှိပါတယ်နော်အဲဆိုရင်ကျွန်တော်တို့ဒီမှာကြားတဲ့ကိုကျွန်တော်တို့ထည့်မယ်ဒါဆိုထည့်တဲ့အခါမှာကျွန်တော်တို့က start coin running coin ခွဲထားဖို့လိုတယ်ပေါ့နော်ကြားတဲ့ကိုကျွန်တော်တို့နေရရင်ကျွန်တော်တို့ဒီ coin လေးကို color ကြည့်မယ်ဘာနဲ့ခံနေလဲပေါ့ဗျာဒီမှာကျွန်တော်တို့အပေါ်မှာထည့်ထားတဲ့ okay အဲ့လောက်ဆိုအဆင်ပြေတယ်နော်ပြီးမှကျွန်တော်တို့ကပြန်ပြီးတော့ coin ကိုထုချမယ်ပေါ့ဗျာဒီမှာနည်းနည်းလေးပြန်ခွာထားမယ်အဲ့တော့နည်းနည်းလေးခွာထားမယ်ပြီးရင်ကျွန်တော်တို့ကကြားတဲ့ကိုထည့်မယ်ဒီလိုလေးအဆင်ပြေတယ်ပေါ့နော်အထက်မှာကျွန်တော်တို့ကအောက်စလော့ကြားခံလေးကိုနည်းနည်းလေးစေထားတဲ့သူကထည့်လိုက်တဲ့အခါမှာဒီစက်ကူနဲ့သွားထောင်းနေတယ်ပေါ့နော်ကျွန်တော်တို့အဆင်ပြေအောင်လက်ကြအောင်ကျွန်တော်ဒီကောင်ဆိုရင်ကျွန်တော်တို့ပြန်ပြီးတော့ဖြီးလို့ရပြီဒီနေ့ကတော့ဖြီးလို့မရသေးဘူးကျွန်တော်ဒီမှာတစ်ချမ်းထပ်ပေးရအောင်မယ်ပေါ့နော်ဟုတ်ဒီပဲမြအောင်ကွာလေးတွေကိုထပ်သွားမယ်ပေါ့ကြားခံစက်ကူလေးတွေထပ်သွားမယ်ကွာရတော့မဟုတ်ပါဘူးခင်ဗျာနော်ပြောရရတယ်မှားပါတယ်မြင်ရလားမသိဘူးခင်ဗျာနော်Okay. Okay ပါဒီနည်းနည်းလေးဖြတ်ထားတာမှာဟိုနှိပ်ဒီထောင်ဖြစ်နေပါတယ်နော်ကျွန်တော်တို့စက်ကူကိုဖိထားမယ်ပြီးရင်ကျွန်တော်တို့ကဒီ coin ကိုအနောက်ကိုပြန်ပို့မယ်ပေါ့နော်အစောနာကျွန်တော်တို့ကစက်ကူထဲလို့ရအောင် coin ကိုခွာလိုက်တဲ့အတွက်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီမှာပြန်ရိုက်မယ်၄ခုစလုံးကိုကျွန်တော်တို့ပြန်ရိုက်သွားမယ်ပြီးရင်စက်ကူလေးတွေနှိပ်ချမယ်ပေါ့နော်နည်းနည်းလေးပေါ့နော်ကျွန်တော်တို့ကြည့်ကောင်းမြင်သာအောင်မူဂျိုသားအဆင့်ရတော့မူဂျိုသားလောက်ပဲမူဂျိုအဆင့်လောက်ပဲရမယ်ခင်ဗျာနော်ကျွန်တော်ကိုပြောပါတယ်ကွိုင်လေးတွေကိုကျွန်တော်ညှိမယ်စက်ကူလေးတွေပြန်ထိုးချမယ်နော်အပေါ်မှာစီးနေရင်ကျွန်တော်တို့ကဒီကတ်ကြီးလေးနဲ့ပြန်ပြီးတော့သူ့ကိုညှက်မယ်ပေါ့တကယ်ဆိုရင်ကျွန်တော်တို့ကဒီမှာပုံစံတစ်ခါတည်းဆွဲပြီးတော့ခဲနဲ့ဆွဲပြီးညှက်လဲရတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ကအတူအပိုးအလိုတွေဖြစ်သွားမှာဆိုလို့ကျွန်တော်ဒီလိုလေးပေါ့နော်ကျွန်တော်စနေရကြတော့ပြီးတော့မှကျွန်တော်ကဒီနေရာလေးတွေကိုကတ်ကြီးနဲ့လိုက်ညှက်တယ်ညှက်တဲ့အခါမှာကျွန်တော်ကဝါယာဂျိုးမပြတ်အောင်တော့တတိထားရမယ်ပေါ့နော်စက်ကူပဲဖြန့်ရမယ်စက်ကူနဲ့ဝါယာဂျိုးနဲ့တပါးတည်းဖြန့်လိုက်လို့တော့ဝိုင်ကိုပြန်ကျိုးဆင့်နေရမယ်ပေါ့နော်ဖြစ်ပူပါတယ်ဒါကြောင့်မလို့တတိပေးတာပါဒီမှာကျွန်တော်တို့ခဏထားပြီးတော့ဒီမှာโอเคနော်ဝိုင်ကိုတော့မပြတ်အောင်ပေါ့နော်နည်းနည်းပါးပါးစက်ကူလေးတွေကိုပဲကျွန်တော်တို့လိုက်ဖြတ်မယ်ပူနေတဲ့ဟာလေးကိုပေါ့နော်ကတ်ကြီးတွေကလည်းထက်ထက်လေးဆိုတော့ကောင်းတယ်ပေါ့နော်โอเคဒီမှာလည်းဖြတ်မယ်โอเคခါရဲကျွန်တော်ဖြတ်သွားမယ်ဒါကိုယ့်ရဲ့အနေထားပေါ်မှာမူတည်တယ်ပေါ့နော်ကျွန်တော်တို့တခါတည်းဖြတ်ပြီးမှထည့်ရလဲရတယ်ပေါ့နော်ကျွန်တော်ကတော့ဒီပုံတိုင်းပဲသွားပါတယ်ပြီးရင်ကျွန်တော်တို့ကဒီလိုမျိုးကလော်ဒန်လေးတွေလည်းရှိဖို့လိုတယ်ပေါ့နော်ကျွန်တော်တို့ရဲ့ဒီဝါသနာပါကြီးလေးလာမဲ့ညီကိုကြတော့ကျွန်တော်ကတခါတည်းအခမဲ့ဒီကနေတခါတည်းထည့်ပေးလိုက်နေပေါ့နော်ကွိုင်ပတ်နီးပညာပြန်လဲမျှဝေတဲ့ညပူဇော်ခါတို့ဘာလို့ကျွန်တော်ပေးစရာမလိုပါဘူးကျွန်တော်ပြောလိုက်ကြတဲ့အတိုင်းပဲကျွန်တော်တို့ကအလူငွေလေးပဲထည့်ဖို့လိုပါတယ်ခင်ဗျာနော်ကျွန်တော်တာသနာပြုဥယျာဉ်ကိုအလူငွေလေးထည့်ပေးလို့ရပါတယ်ကိုနိုင်တလားပေါ့နော်ကျွန်တော်တို့ကကြတော့ဒီမှာရှိတဲ့အလုပ်သမားတွေမှာကျွန်တော်တို့ရဲ့လုပ်ဖို့အိုက်ဖေးတွေမှာကျွန်တော်တစ်လောက်100ကောက်ပါတယ်ခင်ဗျာနော်အဲဆိုရင်ကျွန်တော်တို့ကအလုပ်စူးစီးပြီးတော့တသိန်းရရင်တသိန်းပေါ့နော်မြန်မာငွေတသိန်းပို့ပြီးတယ်နောက်ဆက်ရဲကျွန်တော်တို့မှာဒီ5-6ယောက်ပဲရှိပါတယ်ခင်ဗျာနော်နောက်ထပ်ပါဝယ်လူတန်းမဲ့သူတွေလည်းဖိတ်ခေါ်ပါတယ်ငလျင်တန်အတွက်လူနေတဲ့သူကတော့သူဟာနဲ့သူရှိနေကြတယ်ပေါ့နော်
ဒီတာနာပြုတ်ရမှာလဲသူဟာနဲ့သူပဲလူနေတဲ့လူတွေရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကဒီလူပဲဖြစ်ဖြစ်ဟိုဘက်ပဲလူဒီဘက်လူအောက်လောက်ကတော့ကုတူရတယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ကနိုင်တလားညီးလိုက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာဒီကောင်လေးကိုအပူခံပိုက်လေးထပ်ပြီးကျွန်တော်ဒီနောက်မှာဒီလိုလေးထုတ်လိုက်မယ်ပေါ့နော်ကျွန်တော်ကတော့ဒီလိုလေးတွားလိုက်မယ်ဒီကျိုးပဲကျွန်တော်ထုတ်လိုက်ပြီကြာဖြစ်ချင်တော့ဖြစ်မောင်ဘခင်နဲ့ကျွန်တော်အပူခံပိုက်လေးတွဲယူအောင်မယ်ဒီမှာဆိုရင်ကျွန်တော်ပထမဆုံးမှာနံပါတ်1အပူခံပိုက်လေးကိုကျွန်တော်တို့အရင်ဆုံးထည့်လိုက်မယ်ပေါ့နံပါတ်1ဟာဟရောက်ပြီโอเคဒီနားနေခေါင်းမယ်ဒီမှာတပင်ဒါလည်းကျွန်တော်တို့ကနံပါတ်1လေးအရင်ထည့်မယ်တောင်းလို့မရတော့ပါဘူးတချို့ပိုက်လုံးတွေကကျွန်တော်အပေါက်ပိတ်နေတာလေးတွေပါတတ်ပါတယ်နော်ဒီမှာနံပါတ်1ပြီးရင်တော့ကျွန်တော်တို့ကကျိုးချီမယ်ပေါ့ခင်ဗျာနော်နံပါတ်1ပြီးရင်ကျွန်တော်တို့ဒီမှာနံပါတ်2ကိုတခါထပ်ထည့်မယ်ပေါ့ဗျာနည်းနည်းလေးဒီနေရာမှာကျွန်တော်တို့ကဒီကလစ်ကွင်းထည့်တဲ့အခါမှာဆိုဒီပိုက်လုံးပါဝါယာကျိုးပါတတာလေးညှိပြီးလို့ဆိုရင်ကျွန်တော်ကခဲဆော်လိုက်မယ်ဒါဆိုရင်သူကဟိုမဖြစ်တော့ဘူးခင်ဗျာနော်ကျွန်တော်တို့ဒီဝါယာကျိုးတိုက်ကြည့်ပြီးတော့မကျိုးစေတော့ဘူးပေါ့ခင်ဗျာနော်နောက်မဟုတ်ရင်ကျွန်တော်တို့ကဝါယာကျိုးတုတ်ခါမှုနဲ့ခောက်ပြီးတော့ကျိုးသွားလို့ဆိုရင်စစ်သွဲမှုပြတ်သွားလို့ဆိုရင်အခက်ခဲဖြစ်သွားတတ်တယ်ပေါ့နော်ဟောကျွန်တော်ထိုးလို့မရှင်းတော့ပါဘူးခင်ဗျာနော်အဲ့တော့ခင်းနေပါတယ်โอเคရတလောက်တော့ဖြစ်နေပြီတတလေးပေါ့နော်ဒီအောက်ကမိုင်လုံးကျွန်တော်တို့မတော့အောင်တော့နည်းနည်းသတိထားပြီးတော့ဆော့ချပေးရမယ်ပေါ့ဗျအဲဆိုရင်ကျွန်တော်တို့အလုပ်ပိုင်းနည်းနည်းကြီးသွားတယ်ပေါ့နော်ဒီမှာနဲ့ဆိုသေးနေတဲ့အခါကျတော့ဒါကျွန်တော်တို့ကနှစ်ထပ်ကွမ်းလေးโอเคဒါပိုင်လို့ထည့်တဲ့အနေထားပေါ့ဗျာโอเคเนาะဗီဒီယိုလေးကိုကျွန်တော်တို့အဆုံးထိကြည့်ပေးတဲ့ညီကိုများအားလုံးလည်းအထူးပဲကျေးဇူးတင်ပါတယ်ကြော်ညာလေးတွေဝင်ရင်လည်းကျွန်တော်တို့အနေငယ်လေးစောင့်ကြည့်ပေးစေလိုပါတယ်ခင်ဗျာเนาะပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီမှာကိုကျိုးစစ်တဲ့နီးတွေကွန်နက်ရှင်ပေါင်းပုံလေးကိုကျွန်တော်တို့နောက်ဆုံးဗီဒီယိုတွေမှာတစ်ဖြတ်နဲ့တစ်ဖြတ်ပေါ့နော်ဒီမှာလည်းပဲကျွန်တော်ကဒီကောင်ကိုလောလောဆယ်ရေးလုပ်ပြီးလို့ကျွန်တော်15မိနစ်တစ်ဖြတ်လုပ်မယ်ပေါ့နော်အရင်ကတော့ကျွန်တော်ကဓာတ်ဆောက် non-stop ရိုက်သွားတယ်ပေါ့နော်ကဲဒါဆိုရင်ကျွန်တော်တို့ဒီကောင်လေးကိုနည်းနည်းလေးခွေထားလိုက်မယ်နော်ကျွန်တော်တို့မျက်စိကိုမထိုးအောင်နည်းနည်းလေးခွေထားမယ်โอเคဒီတိုင်းလေးထားပြီးလို့ရှိရင်ဒါကျွန်တော်စပြီးတော့ကြိုးချီမယ်ပေါ့နော်ကြိုးချီတဲ့ဟာလေးကိုနည်းနည်းလေးကျွန်တော်ပြပါမယ်ကြိုးချီတဲ့အခါမှာကျွန်တော်ကချီတဲ့အက်ကလေးတွေလှုပ်တဲ့အခါမှာခဏပြောင်းလို့ကျွန်တော်ဒီလိုလေးလှုပ်ထားလိုက်တယ်ပေါ့နော်တက်သားလေးနဲ့ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီလိုလေးထိုးထည့်ပြီးလို့ရှိရင်ကွိုင်ရဲ့နောက်ကျောကုန်းကနေထိုးထည့်ပြီးလို့ရှိရင်ကျွန်တော်အစိတ်ကနေကျိုးကိုချိတ်ကလေးလှုပ်ထားတယ်ပေါ့နော်ဒီချိတ်ကလေးနဲ့ကျွန်တော်တို့ဆွဲလာမယ်ပြန်ထိုးထည့်မယ်ပေါ့နော်ဒီအပေါက်ထဲကိုပဲဒီတနေရာထဲကိုပဲပြန်ထိုးမယ်ပြီးရင်ကျွန်တော်တို့ပြန်ဆွဲမယ်ပြီးရင်ကျွန်တော်တို့ဒီမှာဖြစ်တယ်လို့ကိုနီကိုဟန်နဲ့ရတယ်လို့ရှိပေါ့နော်ဒီမှာတော့တစ်ခါဆွဲစီးလိုက်ရင်စေးသွားပြီပေါ့နော်ပြီးသွားရင်ကျွန်တော်ဒီနေရာကိုပဲပြန်ထိုးထည့်မယ်ပြန်ထိုးထည့်ပြီးရင်ဒါလေးကိုကျွန်တော်တို့ကချိတ်လေးမှာချိတ်ပြီးရင်ဒီနောက်ကျောဘဲကိုကျွန်တော်တို့ပြန်ပြီးတော့ဆွဲထုတ်လာမယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာပုံစံကျိုးခောက်ရလေးတစ်ခုရလာပြီဆိုရင်ကျွန်တော်ကဒါလေးဒီကျိုးစကိုပေါ့နော်ဒီအောက်ကနေတင်လာတဲ့ကျိုးဘဲကတင်လာတဲ့ဟာကိုကျွန်တော်တို့ဒီမှာပြန်ပြီးတော့ခြီလိုက်မယ်နော်ခြီလိုက်ပြီးလို့ရှိရင်နည်းနည်းဖိထားမယ်ပြီးရင်ကျွန်တော်တို့ကဒါဒီကျိုးကိုပဲဆွဲတက်ပြီးလို့ဆိုရင်ဒီကောင်ကိုအနောက်နည်းနည်းပြန်ဆွဲမယ်ပေါ့နော်နောက်နည်းနည်းပြန်ဆွဲမယ်ဒီမှာကျိုးခောက်ရလေးတစ်ခုတစ်ခါပြန်ကျန်နေမယ်ဒီထဲကိုကျွန်တော်တို့ထိုးထည့်မယ်ပြီးရင်ဒီမှာကွိုင်မြောင်းထဲမှာကျွန်တော်ကတမြောင်းကြော်ပြီးလို့ရှိရပေါ့နော်တမြောင်းကြော်ပြီးဆိုရင်အနောက်ကိုပြန်ဆွဲမယ်ဒီချီကျိုးကိုကျွန်တော်တို့ကအနောက်ဘက်ကနေထိုးထည့်တယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီကောင်လေးကိုကျွန်တော်တို့ဆွဲတင်ဒါဆိုရင်ဒါ original ကျိုးချီတဲ့ပုံစံလေးနဲ့စင်တူရိုးမလေးရရှိမယ်ပေါ့နော်ပြီးရင်ဒီ
mà đặc quên đi bè lại đi theo về chi lý bè thẹt bè cho nó mà nên là phi thao vào nó mà đặc quên đi đặc quên bè là để ra cho nó video file lý của tí xây sát tiền cái đây là cho nó được sáng tiền đây này cho nó được tiền bè bị đa phía phải nó mà tầm nhau chao bị đó cho nó thu thêm bè chú lý của nào bè xoé dây lý đó tí ta lâu thay rồi của nó dây lý tí ta mà dây cao lý phía mà bây giờ cho nó đào liu xoay mẹ nhị bỏ nó cô chỉ cao miền tàu nhị bỏ bây giờ bây xoay mẹ nên là chăn này đi quên đây cho nó đi chỉ cho đi thâu thêm mà nó tới xây của cho nó DC Dynamo Stata quay lấy bỏ nó anh mà cho nó chỉ biết thao vào này nó cho thô ní đi rồi chạy thô ní đi rồi mà bây giờ tôi chỉ lo vậy cho nên channel này của lại lúc xưa bắt mà mula sami na mía mà mula sami na ye tụi tia cáo gì mà cho nó video mía số đấy hao nó video file mía bộ nó video mía của tôi màအဲ့mà nay bị lúc xưa cho nó video mía số đấy cáo gì thì channel hao mình đây này video mía số đấy nhiều nay bị lúc xưa áo của sweater bộ nó bộ sweater áo sâu mà cho nó video file đi bây giờ log cái này nên tao nên cái tên này họ đi ai mà khai đấy CP ta phía phải nó tôi chỉ lụi vào đấy nắm hơi là cho nó đi mà nhà bây đó lên lên copy xoay bây đó thì video ấy thì tao lấy tên này mà nó về đâu nhà về tao đi mà cho nó ai bao giờ lên này bỏ đây họ đi mà đi mà tôi bây giờ này chỉ lụi lại vào đấy nó ai mà cho nó nhà bây đó thay ra bây giờ mấy cái pin cho nó đi mà xoay mày cái pin này bọn cho nó thay dù là mà phía phải nó và xe này chỉ là lao đó cho nó mà méo của vậy, mà origin này chỗ chỉ để bao giờ đi xin đủ yêu mà đi rồi, mà tay đó mà lao của vậy, chỗ đây thế bây giờ mà cho nó solo méo của anh nào cần đi thôi đấy, chỗ của biển chạy, anh nào của biển xoé, giờ lại đi cao liu biển tê, đi cao liu biển tê. Xoay mẹ quên đi xin này ok bây giờ cho nó đúng đây pian chi thì mà cho nó pian nhị nếu mà chỉ cao của nó cái tay là mình đủ thì mà sao con này nào thì tập phép mà nó